အားလုံးပဲမင်္ဂလာပါခင်ဗျာမတော်ဒီစီဖျားနေတာဖြစ်ပါတယ်ဆိုင်ကယ်အုတ်ထုတ်တစ်လုံးရှောင်းပြီးတော့ဆိုင်ကယ်မောင်းမဆိုင်ကယ်အုတ်ထုတ်စားရတာမဟုတ်ဘူးနော်ဆိုင်ကယ်အုတ်ထုတ်ကစီဖျားနဲ့ရှောင်းရတယ်မျက်နှာရှင်းမထိအောင်အပင်ကဘလာဒီမှာမြင့်ဆိုကြည်လိုက်ကြည့်နေရှိုးလိုက်သေးတစ်ချက်ရှိုးလိုက်ကြည့်မျက်နှာပေါ်ရှင်းပြန်ကြောက်မှကြောက်လို့ဆိုင်ကယ်အုတ်ထုတ်ရှောင်းပြီးတော့ဆွဲနေတာဒီမှာOkay, all right, ရှင်ပြကြပါစေ Bye bye ဒီမှာရှက်ကြီးနဲ့အဲ့ဒါမမြင်ဘူးတဲ့သူတွေအတွက်နော်ထိုင်းရလူတွေဆိုတော့မြင်ဘူးတယ်ဗမာပြည်ရလူတွေဆိုမြင်ဘူးချင်မှမြင်ဘူးဒင်းပင်စီဘလူဖြန်းရတယ်စီးတံဘယ်လောက်ထိအပေမင်းတွေရှိဘလို့ဖြန်းရတယ်ဆိုတာကိုအဲ့လိုပဲရှိတဲ့အစီနဲ့ဖြန်းတယ်ခိုးအဖျားထိရအောင်ပေါ့နော်အဖျားအရွက်တွေပါထိအောင်ဖြန်းရတယ်ပေါ့ဆွဲနေစက်ကြီးလား Right